မေမေတို့ကိုပြောပြမယ်မေမေတို့ကငါကလေးတကြားလုံးတိတ်မစားဘူးလို့ထင်နေတတ်ကြပေမဲ့တကယ်တမ်းမှာနေ့စဉ်စားနေတဲ့အစားအသောက်တွေကတကြားတက်ကပိုပြီးအန်တရများပါတယ်ဒီနေ့မှာတော့ကလေးတွေအတွက်တကြားတက်ရဲ့အန်တရနဲ့ထိန်းချုပ်နည်းလေးတွေကိုပြောပြပေးမယ်ပထမဆုံးသိထားရမှာကကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြံပြုချက်အရကလေးတစ်နေ့စာတကြားတက်ပမာဏဟာလက်ဖက်ရည်စွန်း3စွန်း12 gram ထက်မပိုသင့်ပါဘူးဒါပေမဲ့တစ်ခွက်တောက်တဲ့ဖြော်ရည်သေးသေးလေးတစ်ခုမှာတကြားစွန်း4စွန်းထိပါဝင်နိုင်ပါတယ်ကလေးတိန်ချင်းတစ်ခုမှာဇွန်3ဇွန်ဘစ်ကစ်နှစ်ခုမှာဇွန်2ဇွန်ဒါဆိုတစ်နေ့တာလုံးစားရင်ကလေးဟာတကြားတဲ့ဇွန်10ဇွန်15ဇွန်ထိစားမိနေနိုင်ပါတယ်တကြားတဲ့များလွန်ခြင်းကကလေးရဲ့သွားပိုးစားခြင်းအဝလွန်ခြင်းစီးကြိုဖြစ်နိုင်ခြင်းကိုမြင့်တက်စေုံသားမကသူ့ရဲ့စိတ်ခံစားချက်ကိုလည်းထိခိုက်စေပါတယ်တကြားတဲ့တက်ကြတဲ့အခါကလေးကစိတ်တူတက်အာယုံမဆိုင်နိုင်တတ်ပါဘူးတကြားတဲ့ကိုထိန်းချုပ်နိုင်ရင်ကလေးရဲ့စိတ်ခံစားချက်တည်ငြိမ်လာမယ်အေးရေးဝလာမယ်ကျန်းမာရေးလည်းကောင်းလာမှာပါရေရှည်မှာနာတာရှည်ယောဂတွေကနေလည်းကာကွယ်နိုင်ပါတယ်။ဒါပေမဲ့တကြားတက်ကိုလုံးဝဖျက်ဖို့ခက်ခဲပါတယ်။ကလေးကညှင်းဆန်တတ်ပြီးမေမေတို့ဘက်ကစိတ်ရှည်ဖို့လိုပါတယ်။တရက်ထဲနဲ့မဖြတ်နိုင်ပဲတဖြည်းဖြည်းချင်းလျှော့ချတတ်ပါတယ်။နေ့စဉ်9မိနစ်စာကျမတို့နဲ့ဒူလေးလာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်။